အရန်ပြောတယ်ဆိုတာမိဘလည်းပေးချင်တာရယ်ခလေးကိစ္စတွေလည်းရှိတာတယ်ဘုန်းကြီးလူဖို့ကိစ္စတွေလည်းရှိတယ်အဲ့ဒါမျိုးတွေလည်းရှိတယ်အဲ့ဒါကြောင့်လည်းရတယ်လို့လည်းထင်ပါတယ်အဲ့လိုတော့မရဘူးခင်ဗျပထမ2ရက်ဒီညမနေ့ညပါပါတယ်အဲ့လိုမရတာ2ညရှိသွားပြီကမင်းချင်းဖြစ်သွားရဲဆိုတာကကျွန်တော်ထီဖုံးဝင်ခြင်းတော့ကျွန်တော်အိမ်အလုပ်များတာနဲ့ဗာနဲ့ဆိုတော့မကြည့်ပြစေဘူးကျွန်တော်9နာရီခွဲနောက်ပိုင်းလောက်မှကျွန်တော်ဖုန်းဖွင့်ကြည့်တာဒါပေမဲ့application ကိုအခုမှလည်းစသုံးတာဆိုတော့လေပေါက်လားမပေါက်လားဆိုတော့လည်းမသိဘူးအဲ့တော့ထီပေါက်ပြီဆိုတဲ့နေရာဝင်ကြည့်တော့အဲ့ဒါနဲ့တကယ်ချင်းကိုလှမ်းပြီးတော့ပေါက်တယ်လို့တော့ပြောတယ်ဒါပေမဲ့မကျင်းသေးဘူးကျင်းသေးမှာဖြစ်မှာဆိုတော့တကယ်ချင်းသွားကြည့်တော့ဟုတ်တယ်တဲ့ထီလက်မှတ်ပေါက်တာတဲ့သူကတော့ပထမပြောတာတော့350ပဲပေါက်တယ်မဟုတ်ဘူးလို့ကနန်းအောင်တခြားကြည့်အောင်လို့300 နော်ဆိုဟုတ်တယ်တဲ့900အဲ့တော့မှ900ပေါက်မှသိတာကိုကျင်းနေသွားတာဟောလေကိုတွေကတခါမှမလုပ်ဘူးတော့အခုမှဒါပါနဲ့မှ2ချိန်ပဲရှိသေးတယ်ကျွန်တော်ကတနင်္ဂနွေသားဆိုတော့ live ဘက်မဲ့ကနန်းဆိုတော့ကျွန်တော်နံပါတ်6ကိုရွေးတယ်နောက်တော့တောက်ကြနဲ့လည်းမိတ်ဖက်ဆိုတော့အဲ့တနဲ့6နဲ့ကိုကျွန်တော်ရွေးတာပထမတော့6ကိုတော့ကျွန်တော်ထိတ်စီးထားတာဒါမှမဟုတ်တော့ဒီထောက်တော့လို့ကြံခဲ့တဲ့လာတော့ကထိုးခဲ့တာအပတ်တော့ထိုးခဲ့တော့မပေါက်တော့ဒီလာကိုတော့အလဲတိုင်းထားမယ်လို့ပြောတာအဲ6ကိုအလဲတိုင်းနဲ့သူကြပန်းပေါ့ကြပန်းကျွန်တော်တစောင်းကျော်စီထိုးလိုက်တာအဲတစောင်းကျော်စီမှာနောက်ဆုံးတစောင်းမှာထပေါက်တာအဖိလာတော့တိတ်မကြသေးဘူးဒါပါနဲ့မှ2ချိန်မှဆိုတော့တစ်လကျော်လောက်ပဲရှိအောင်မယ်တငယ်ချင်းတွေကပြောတော့ပြောရင်းထဲမှာကျွန်တော်ဝင်ပြီးတော့ကန်ဆန်းကြည့်တာပါအောင်ပါလေဒီတလားတစ်ခါတည်းဆိုင်ဒီ15ရက်တစ်ခါတော့ပိုကောင်းတာပေါ့နောက်တော့လေလူလဲမပင်မအောင်ဖုန်းလေးရှိတာနဲ့အပြင်သွားစရာမလိုဘူးပေါ့လက်ထဲမှာဖုန်းရှိတာနဲ့ line ရှိတာနဲ့တုံးလို့ရတယ်ဆိုတော့ငွေပေးငွေချေရလဲ payment တွေအားလုံးနဲ့ဆိုတော့အဆင်ပြေပါတယ် KBZ ပေးရနေပဲလှမ်းထွဲပြီးတော့ထိုးတာပိုကောင်းတယ်ခင်ဗျဘာလို့ဆိုတော့လူလဲအချိန်ကုန်တက်တာတယ်ဖုန်းလေးတစ်လုံးရှိုံနဲ့အဆင်ပြေတယ်ခင်ဗျအပြင်သွားစရာလည်းမလိုဘူးပေါ့ဒီလိုမျိုး application လုပ်ပြီးတော့အများကြီးကောင်းပါတယ်အမျိုးသမီးပေါ့အမျိုးသမီးကိုပြောပြတယ်သူကကိုဖုန်းကြည့်နေတဲ့အချိန်မှာတော့ဘေးနားတော့ရှိတယ်ပေါက်လားမပေါက်လားဆိုတော့မကျင်းနေတော့လေမပြောသေးတာနောက်မှပြောရင်လည်းအန်လျာစလုံးသွားမယ်အဲ့မှာသွားမေးမယ်ဆိုပြီး2ယောက်လုံးအိမ်ကနေဆင်းပြီးတော့မှသွားမေးပြီးတော့မှကိုကျင်းနေသွားတာပေါ့အခုပထမဆုံးအနေနဲ့ကလေးကိုကိုရင်ဝတ်ပေးဖို့ရှိတယ်နောက်တော့ဘုန်းကြီးတိတ်ခါထပ်ပေးဖို့ရှိတယ်4လပိုင်းမှာပေါ့ကလေးကတော့ဒီရှေ့တစ်ပတ်ဆိုဘုန်းကြီးကိုရင်ဝတ်ပေးမှာပေါ့အဲ့ဒါရှိမယ်နောက်တော့မိဘပေးတာရှိမှာမောင်နှမတွေပေးတာရှိမယ်အမျိုးတွေပေါ့နည်းနည်းပေါ့ဟုတ်အလှူဒန်းလဲလုပ်ဖို့ရှိပါသေးတယ်ထမင်းကျွေးဖို့များတယ်ဗာလဲဒမ်လဲဘဲဥကလာဟင်းဟာမျိုးနဲ့အဲ့ဒါမျိုးဖြစ်မဖြစ်လို့ရှိရင်ဝင်းကစတုစီတာပေါ့တစ်ခုပေါ့ထီကန်ဆန်းမှုတယ်ဒါပေမဲ့တစ်လားတစ်ချိန်မျိုးပဲကန်ဆန်းမှုတယ်ဒီလိုမျိုးonline ထီမျိုးမကန်ဆန်းမှုဒါကတော့ပထမဆုံးအချိန်ပေါ့အဓိကရည်ရွယ်ချက်ကအဲ့ဒါပဲကျွန်တော်ကလောက်ထိကျွန်တော်မမှန်မဲ့နဲ့ဒီဝီးလှဲ့တာလေးကိုကျွန်တော်သဘောကျတာ3000ပေးပြီးတစ်ခါလှည့်လို့ရမယ်3000ပေးပြီးတစ်ခါလှည့်ရမယ်ကျွန်တော်အဲ့ဒါမျိုးနဲ့လှည့်တာအားအထိကိုကျွန်တော်စိတ်မကူးမိတာဥပမာ200ပါမယ် iPhone ပါမယ်တခြားတော့ကန်ဆန်းမာတို့ပါတို့အဲ့ဒါပါမယ်ဒါပေမဲ့လိုချင်တာ iPhone တို့ i200 တို့လိုချင်တာချက်ချင်းလိုချင်တာအထိကိုမမှန်ဖြစ်ချင်တော့ထားပေါက်သွားတော့လေကန်တော့အရင်ပေါက်ပါလေဟုတ်ကဲ့ပါဟုတ်ကဲ့ကန်တော့ပါအောင်နော်ဟုတ်ကဲ့ပါဟုတ်ကဲ့ဒီလိုမျိုးလုပ်ပေးရတဲ့ဒီထက်မကလည်းအောင်မြင်ကြပါစေပေါက်တဲ့လူတွေလည်းများပါစေကျွန်တော်လိုမျိုးလူတွေလည်းများပေါက်ကြပါစေဟုတ်ဒီတက်မကလည်းဆောင်းဆောင်နိုင်ကြပါစေလို့ဆုတောင်းပေးပါတယ် Fight J အောင်ပါလေ online ထီလာပါပြီကန်ထွေးရှင်ကြီးဖြစ်တော့ပြီ